သားသမီးတွေအရွယ်ရောက်လာရင်မိဘတွေဘယ်လိုဒုက္ခမျိုးတွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့ကိုကျွန်တော်ကကြိုတင်ပြီးတော့အချင်းလေးနဲ့ဆိုပေးမယ်အချင်းလေးကအကြီးတန်းဘဝကလေးအဖေနဲ့အမေလို့အမည်ရပါတယ်ကောင်းတယ်ဗျာအားလုံးပဲနားဆင်ပြီးပါနော်ကြီးတယ်ဘဝလေးအဖေနဲ့အမေအဖေနဲ့အမေသားလေးဘယ်နေရာဘယ်ဒီကောက်ကိုပဲရောက်အဖေတို့အမေတို့မှာခဲ့တဲ့ပရိသတ်ရဲ့ရှင်လေးကိုတာမီးဘာနဲ့ပတ်သက်တဲ့တခြင်းကလေးတွေကိုအရင်ဆုံးဆိုပေးနေတယ်ဆိုတော့အဖေနဲ့အမေကြားနိုင်ပါစေလို့တာဆိုတော့ဘုရားအဖေရဲ့အကျဉ်းနာသမှုတရားကပါပင်မကြီးစွာစောင့်ရှောက်လာမယုံစတဲ့စေတနာဝမညုံပန်းလီအဖေအမိပါလူလာမြောက်အောင်ကြွေးမွေးအရန်ရနဲ့ဒီနဲ့အမေကြတော့ခါအဖေနဲ့အမေပါစပင်းဖြူပါရင်တို့လားအိုမေလာသာသမီအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရဆုံးတဲ့တနေ့မှာသာရခွေခွာသမီးကလည်းခွေခွာတော့ချစ်နေချစ်မရအတွက်သာအော်အချစ်စံဝင်သွားရတာအဖေအိုအမေအိုကြီးခမရသူတို့တိုင်းမဝိုင်းနဲ့အတူနေဖို့ခဏပြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်သားပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအချစ်တော်မဝါလေးတဲ့မှာကြံရရပြီအဖေအမေကျွန်တော်တို့ရေမြေတောင်ကြီးဖြစ်နေပါဘောလူမမသိတဲ့အရွယ်ကလေးမှာဦးဝဲလို့ကိုထပ်ခါစားအရွယ်ကလေးကအဖေနဲ့အမေရဲ့ရင်ဝင်ထဲမှာထွေးပွင့်ယူရကျင်နာမှုတွေကျွန်တော်တို့သာသမီတိုင်းအပြေဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အရွယ်လေးရောစကားလေးမပိကလာနဲ့အဖေအမေလို့ခေါ်လိုက်တဲ့အဖေနဲ့အမေရဲ့ရင်ထဲမှာပီတိဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမင်းမကြီးငါတို့သားလေးကအဖေအမေတောင်ခေါ်ရနေပြီငါတို့သမီးလေးကစကားလေးမပိကလာနဲ့ပြောထက်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကြွားခဲ့ရတာပေါ့ဗျာမကြပါဘူးကျွန်တော်တို့သားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာမိဘတွေပညာတွေသင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပူနေကြတော့သားသမီးတွေကပညာတွေသင်ရင်အရွယ်ရောက်လာပညာတွေကစုံလာတဲ့တနေ့မှာအဖေနဲ့အမေသားတို့သမီးတို့အိမ်တော်ပြုတော်မယ်လို့အဖေနဲ့အမေကိုပြောလိုက်တဲ့အဖေနဲ့အမေရင်းထဲမှာကောင်းကင်ကမိုးကြိုးကြီးပြစ်ချလိုက်တယ်ခံစားမရတာပါအော်ငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေခဲ့တယ်သူတို့လေးတွေကအရွယ်ရောက်လာလို့အိမ်တော်ပြုကြတော့မယ်ဆိုပါလားဒါပေမဲ့အဖေနဲ့အမေပါလားမရှိတဲ့ကြားထဲမှာငါသားလေးတော့လူပုံအလယ်မှာမျက်နှာ
ပွဲကြီးတွေကိုခန်းခန်းနာနာကျင်းပပေးခဲ့တာပေါ့သာသမီတွေကတော့အိမ်အောင်ရသားလဲကြတော့မိဘတွေရေဝင်ကနေခွဲပွားထွက်ပြီးတအိုးတဲ့အိမ်ထူထောင်ခဲ့ကြတာပေါ့အိမ်အောင်ရသားကြသွားတဲ့သာသမီတွေငါသားတို့ငါမရတော့ရဲ့ဆိုပြီးတော့အလုပ်တွေကိုကြိုးစားရုံနဲ့ရှာဖွေခဲ့တယ်။ဟိုးငယ်စဉ်ကလေးဘဝကတည်းကလူလားမြောက်တဲ့အရွယ်ကြီးပြုစုဆောင်ရှောက်ကျွေးမွေးခဲ့တဲ့အဖေနဲ့အမေရဲ့မြစ်တာတရားတွေကိုကျွန်တော်တို့သားသမီးတွေမိမိခဲ့ကြပါတယ်။အဖေနဲ့အမေခင်ဗျာသားတွေသမီးတွေတက်တက်လုံးအတူတူနေသွားရှင်တာပေါ့မိမရေငါတို့သားသမီးတွေကအိမ်အောင်ရသားကြပြီတအိုးတအိမ်ကိုထောင်သွားရပြီဟာငါတို့တယောက်ဘယ်လိုနေရတော့မှလဲအမေကလေအော်ယောက်ျားရဲ့ငါတို့သားသမီးတွေအိမ်အောင်ပြုတ်ပြီးအိမ်အောင်ဖွဲသွားတော့ငါတို့နေစရာအိမ်ကြီးပေါ်တော့ပေါ့ဒီလိုနဲ့အဖေနဲ့အမေဟာသူတို့ရဲ့ချစ်လာပါတယ်ဆိုတဲ့သားလေးနဲ့အတူတူလိုက်ကြည့်နေကြရတာပေါ့တိတ်မကြပါဘူးချွေးမရဲ့ညူညင်ပြစ်ပယ်ခြင်းကိုခံရလို့အဖေနဲ့အမေခံပြန်လာခဲ့ရပါတယ်ဒါဝင်လေအမေကယောက်ျားတဲ့ဒီကငါတို့သားလေးနဲ့မနေရတော့ဘူးငါတို့မှာသမီးလေးရှိသေးတာပဲငါတို့သမီးလေးနဲ့ရမှာပေါ့အဖေကလေအော်မိမရဲ့နေအခုချိန်လေးတော့ပါပဲတော့မရသေးဘူးလားငါတို့ချစ်လာပါပြီဆိုတဲ့သားအဖေနဲ့အမေနဲ့သားတက်တက်လုံးလောက်ကကြီးအိမ်ဦးခံတာထားပါပြီဆိုတဲ့သားကသူ့မိမကိုကြောက်ငါတို့ကိုသူ့အိမ်ပေါ်မှာနှိမ်ချလိုက်တဲ့ဟာနေငါနေတို့တမီးကလေးနေငါလိုက်ပြီးအုံးပါတယ်လားနေသမီးနဲ့လိုက်နေခြင်းမှာထားပါနေတမပြင်ကနေမူးယူပြန်လာတဲ့ငါတို့နှစ်ယောက်ဆဲဆိုကျိန်းပေါင်းပြီးတော့အိမ်ပေါ်ကနေထပ်ပြီးနေချလိုက်ငါတို့လည်းမြန်အောင်ဘလို့မျက်နှာမျိုးနဲ့ပြန်လာရမှာလဲဟာဘယ်သားသမီးလိုက်မနေချင်မှာတော့နဲ့ငါတို့လောက်ကင်စားနိုင်တယ်ငါတို့နေလောက်ကင်စားမယ်လောက်ကင်မစားနိုင်တဲ့ခွက်ထဲပြီးလမ်းလဲကောင်မှာသွားတောင်းစားမယ်ဟာဘယ်သားသမီးကိုငါတို့မခတော့ဘူးတဲ့ဘသူမမြူမိမိပေါ်တဲ့ငါတို့ကငါတို့သားသမီးတွေကိုချစ်လို့အလိုလိုက်ခဲ့ကြငါတို့မြစ်တာထားတယ်လို့သူတို့ကငါတို့မှမြစ်တာပြန်မပေးနိုင်တဲ့ဟာကိုငါတို့မနေချင်ပါနဲ့သားသမီးတွေကိုအပြစ်မတင်ပါဘူးငါတို့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေပါအတူတူပြန်နေကြရအောင်ဆိုပြီးအဖေနဲ့အမေကျွန်တော်တို့ငယ်စဉ်တောင်းကြီးကလေးပေါ်တော့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေပါအထီးကျန်သွားနဲ့ကြံနေခဲ့ရပါတယ်ဒါကိုကျွန်တော်ကအထီးကျန်သွားနဲ့ကြံနေခဲ့တဲ့အဖေနဲ့အမေကိုအကြည့်တံဘဝလေးအဖေနဲ့အမေကျွန်တော်ကအချင်းလေးနဲ့ဆိုပြရရင်ပါတယ်သာသမီတိုင်းမိဘတွေကျွေးတဲ့ခမင်းကိုပြုံးလေးတွေနဲ့စားခဲ့ဘူးအသက်အရွယ်ကြီးလာတဲ့မိခင်ဖာကိုအနဲ့ကြရပြုံးကလေးတွေနဲ့ပြန်ကျွေးနိုင်ကြပါလိမ့် Welcome to DPK